finally I'm here Arsenal ရှေ့ရောက်ပြီကွယ်ယူလို့ပြောနေတာ Arsenal ဘောလုံးကွင်းကြီး Emirates ကွင်းကြီးဒီမှာပါ Okay ကျင်းနေပြီလားရောက်လာပြီနော် Okay ကဲဒါဟိုအမြောက်ကြီးနှစ်ခုသူလည်းအပေါ်တက်ရမယ်သူမှလေကားနဲ့အပေါ်တက်ရမယ်ဟုတ်လဲဆိုတော့ဟိုကလေ ground ကဗာလဲ football ground ကသူကအောက်တက်နေပုံနေတယ်သူကအပေါ်ကနေစတက်တာပေါ့နော် United တို့ City တို့ကျတော့သူကအလိုမဟုတ်သူကကျတော့ပြောင်းမြန်တယ်ဒါပေမဲ့ဒီ Liverpool တို့ Arsenal တို့ကကျတော့လေကားနဲ့အပေါ်တက်သွားတာလို့ဆိုတော့အပေါ်လိုက်ပြပေးမယ်လိုက်ကြည့်မယ် Stadium door တွေပဲအကုန်ပိတ်သွားပြီဒီမှာအကုန်လုံးပိတ်ပြီလို့ဆိုတော့ပြလို့ရတာတော့ပြပေးမယ်ကွာနော်ကဲသွားချမယ်လိုက်ခဲ့ကဲဒါကတော့ famous နာမည်ကြီးအမြောက်ကြီးပါအမြောက်ကြီးကိုပို့ပြီးတော့ဆူတောင်းလို့ရှင်ဆမ်မွေးအောင်တယ်တဲ့အဲ့ဒါကြောင့်နောက်နေ့ဆမ်မွေးရှုံးဝေးအောင်ပါစေအမြောက်ကြီး Okay Okay, Arsenal လေးချိုလေးတွေ့ Easy on your back. We're going to go 1, always 2, good, go down for the third, Bonnie, and again there, yeah, 1, good, လေးတွေ train နေပေးနေ good, Bonnie, when I switch, you switch round, so it's 1, 2, right foot, Bonnie, get well, again, 1, 2, အနောက်ကတော့ခုန Arsenal fan တွေနိုင်ငံသားရဲ့ supporter တွေဟိုပါလေအဲ့ဒီပေါ့နော်ဘယ်လိုသိမသိဘူးသူများတွေပြောလို့တော့မြန်မာကိုတော့ရှာတွေ့တယ်ဟိုးဘက်နားလေးမှာအဲ့မှာမြန်မာပါ Okay အဲ့တော့ဒါက Queen ပတ်လဲအခြေအနေပေါ့နော်ပြောထားခုနပြောတဲ့အတိုင်းပဲအဲ့ဒီမှာအိမ်နေနဲ့ကက်ရဒီနောက်က building တွေကလေသူကလေ Arsenal သူတို့နဲ့ပတ်သက်တဲ့လူတွေနေတဲ့ဟာလားမသိဘူးတိလားအဲ့ထက်မှာလေလိုမျိုး stadium tour တွေပါတဲ့မျိုးတွေရှိရဆိုတော့လေကဲအဲ့တော့ဒါက Arsenal Emirates Stadium ရဲ့ surrounding ပတ်ဝန်းကျင်အခြေအနေပေါ့နော်ဒီမှာဒီကလေးတွေစော့တယ်သူတို့ဟိုပါလဲskate တွေစီးရဲစပိန်တွေစီးရဲဒီနားမှာလေဆိုတော့နေရာလေးကဘယ်လိုပြောမလဲဆိုတော့လေဟိုလိုလဲဟိုလူတွေနဲ့နည်းနည်းလေးပို့ပြီးတော့သူကရင်းနှီးတဲ့ပုံစံမျိုးပို့ဖြစ်တယ်ဒီလားပုံစံကကြည့်ရတာလေနည်းနည်းလေးပို့ပြီးတော့နှွေးဖြစ်သလိုပဲဘာလို့ဆိုတော့လေတခြား stadium တွေကျတော့လေဟိုကပ်ပိုက်ကင်နေတို့အဲ့လိုမျိုးဘယ်လိုပြောမလဲဟိုအဲ့လိုကပ်ပိုက်ကင်နေတို့နေရာကျကျချောက်တဲ့ကိုသူတို့တွေကအမြို့ပြင်လာဖြစ်နေရပေါ့နော်ဟိုမန်ချက်စတာမှာဆိုလို့ရှိရင်လဲ United ဆိုလို့ရှိရင်လဲအဲ့လိုမျိုး Industrial Park Old Trafford ဆို Industrial Park နားမှာပေါ့အဲ့လိုမျိုးပေါ့နော် Business Park နားမှာပေါ့နော်အဲ့လိုမျိုးနေရာတော့အရင်ကျယ်တယ်City ဆိုလို့ရှိရင်လဲအဲ့လိုမျိုးတော်တော်ကြည်ကြဲကြီးပေါ့နော်သူတို့နေရာရတယ်ဒါပေမဲ့ဒီ Arsenal ကကျတော့တိတ်မကျဲဘူးသူ့ရဲ့ stadium ကလေအခုလမ်းလျှောက်နေတဲ့နေရာရယ်ဒီပတ်လမ်းလျှောက်လမ်းပတ်လမ်းပေါ့နော်ပြီးရင်ဒီ stadium ကြီးရယ်ဆိုတော့ဒါကုန်မယ်သူကဒါဒီဒါလေးပဲရှိရသူကဟုတ်ဆိုတော့အဲ့မဲ့လက်ကလေးတွေမျိုးတွေစော့နေကြတော့ဟိုအဆင်ပြေတာပေါ့နော်ဟို City တို့အဲ့ဒီUnited တို့ Liverpool တို့မှာကျတော့အဲ့လောက်ကြီးကြီးမရှိဘူးအဲ့ဒီခုတော့ရှိတယ်ဆိုတော့ဒီနေ့ကဟိုနာဒီနာရှောက်သွားခဲ့တယ်အစနဲ့အမှာ vlog တွေလည်းရိုက်ထားတယ်ပြီးတော့ live လည်းလွှင့်ထားတယ်ဆိုတော့ပြီးရင်ပြင်ပေးမယ်နော် Okay thank you for watching bye